လက်နက်အင်အားထက်ပိုတဲ့လှုပ်ဝှက်ချက်လူတွေအားလုံးကအောင်ပွဲတွေကိုပဲမြင်ကြတယ်။မြေပုံပေါ်မှာတဖြည်းဖြည်းကျဲပြန့်လာတဲ့နေမြေတွေကိုပဲကြည်နေကြတယ်။ဒါပေမဲ့ဒီအောင်ပွဲတွေရဲ့နောက်ွယ်မှာဘလိုမျိုးတာမဏိစိတ်ဓာတ်တွေနဲ့တိဆောက်ထားတယ်လဲဆိုတာကိုရောသင်သိပါသလား။အာရခရတတော်ဟာဘာကြောင့်ဒီလောက်အထိအင်အားတောင်းတနေရတာလဲ။ဒါဟာလက်နက်အင်အားချက်ပိုတဲ့လှုပ်ဝှက်ချက်တစ်ခုရှိနေလို့ပါပဲ။အဲ့ဒီလှုပ်ဝှက်ချက်ထားတော့တယောက်ချင်းစီရဲ့စွန့်လွတ်မှုပါပဲ။ရှေ့တန်းကရဲဘော်တွေတင်မကဘူးအိမ်မရာကြံခဲ့တဲ့မိဘပြည်သူတွေရဲ့စံတနတ်စာစုဆောင်မှုပြည်ပါရောက်ရခိုင်သားတွေရဲ့လှုပ်အားခဲတဲ့ကဖဲ့ပိန်းမှုဒါတွေအားလုံးဟာအောင်ပွဲရဲ့စက်ရံကြားကိုလဲပတ်စေတဲ့စီးတွေပါပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ Way of Rakita ဆိုတာစာအုပ်ထဲကစာသားတွေမဟုတ်ဘူးလက်တွေ့ကြကြစီးလုံးနေတဲ့လူမျိုးတစ်မျိုးရဲ့အသက်ရှူထန်ဖြစ်ပါတယ် ဒီနေ့မှာတော့ကျွန်တော်တို့ဟာတမိုင်းရဲ့လမ်းဆောင်လမ်းခွမှာရောက်နေပါပြီကြာဆုံးသွားတဲ့အာဇာနည်တွေဟဲ့သွေးနဲ့ရေးထိုးခဲ့တဲ့ဒီလမ်းကြောင်းဟာနောက်ပြန်လှည့်စရာလုံးဝမရှိတော့ပါဘူးအခုလက်ရှိရနေတဲ့အောင်ပွဲတွေဟာအဆုံးသတ်မဟုတ်သေးဘူးဒါဟာရခိုင်ပြည်သူတွေလိုလားတောင့်တနေတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ငြိမ်းချမ်းရေးစီကိုတွားမယ်အစပြိုးချင်တာဖြစ်ပါတယ်သင်ရောအာရခရဲ့အောင်ပွဲတွေအတွက်ဘယ်လောက်ထိယုံကြည်မှုရှိပါသလဲကိုယ့်ရဲ့ခံစားချက်ကို comment မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကတင့်ကိုအားတက်စေတယ်ဆိုရင်အများကြီးအောင် share ပေးဖို့မမေ့ပါနဲ့